ဟယ်လိုဟဲ့ငါနေဘက်ကိုကောင်မလေးတယောက်နဲ့တွေ့လိုက်တယ်နော်ဟဲ့ဟုတ်လို့လားငါခုနပြောတော့ရုံးမှာတဲ့ဟုတ်ပါတယ်ဆိုအမလေးမင်းမျိုးရင်လာကြည့်လက်နှစ်ယောက်သားလက်တွဲပြီးတော့နော်ချစ်ကြည်နူပြီးသွားနေတာငါကိုယ်တိုင်တွေ့တယ်မင်းမျိုးရင်လာကြည့်ပြီအခုဘယ်နာမှလည်းပြောငါလာခဲ့မယ်ဆန်းချဝါခဲ့လမ်းပေါ်ကကုရက်ကြီးဖျားမတိုင်မှာဆင်းလိုက်ငါခုအဲ့မတိုင်ကနေဘဟုလမ်းမကြီးဘက်ကိုရှောက်နေရဘဟုလမ်းရောက်ရင်ငါဘက်ကိုထိုးပြီးဆက်ချောက်ခဲ့အဲ့နာမှာ MAB ဘန်နဲ့တွေ့တယ်ဆန်းချောက်ကပြီးတဲ့ဝင်ဝါးကြီးဆိုင်ဆိုင်ကြမှာထင်တယ်သူတို့ကဆန်းချောက်လာတဲ့ဆန်းလာလားဟာငါလမ်းပြောက်နေတယ်ဟာဒီလောက်ညွန့်နေရအောင်ပြောက်နေရတာလားဟာဘယ်နဲ့ညာတိတ်မကွဲလို့ပါဟာသူတို့နေရပုံနဲ့ငါ့ကိုဓာတ်ပုံရပြီးပို့ပေးတာအောင်ငါကားခါလာခဲ့လိုက်မယ်အေးဟုတ်ပြီအဲ့ဒါညနာလာခဲ့လိုက်တော့ကြာလာဟမ်